ခန်း30ရဲ့မွန်းပေါ်နံပါတ်2အာအောဂျူဆယ်ယိုဆိုတာအရှိမသင်ခဲ့တယ်ပေးပါနောင်ညိုတောင်းဆိုရင်သုံးတယ်အခုကကြတော့ verb နဲ့တွဲမယ် action တစ်ခုခုလှုပ်ဆောင်ပေးဖို့တောင်းဆိုတဲ့နေရာမှာသုံးတယ်ပေါ့နော်အဲ့တော့ verb နှစ်ခုတွဲတယ်ဆိုရင်အမြဲတမ်းအလယ်မှာအာအောခံရတယ်ဒါကြောင့်အာအောဂျူဆယ်ယိုဆိုပြီးဖြစ်သွားတယ် verb ပေးပါ verb နဲ့တွဲမယ်နော် verb နဲ့တွဲပြီးတော့မှverb မှာ or ဆိုရင်အာဆိုကျန်တာဆိုရင် or ဆိုဟာတာဆိုရင် he ဆိုပြောရမယ်ဆိုတော့ဒီအော်ယူပေါင်းနေနဲ့အတူတူပဲပေါ့နော်အဲ့တော့အော်ယူဂျူဆယ်ကဘာလို့လှုပ်ဆောင်ပေးရလဲတစ်ဖက်စီကဒီ action တစ်ခုခုကိုတောင်းဆိုလိုတဲ့အခါမှာလှုပ်ရှားမှုတစ်ခုခုကိုတောင်းဆိုလိုတဲ့အခါမှာအော်ဂျူဆယ်ကိုသုံးပြီးတော့မှတောင်းဆိုရပါတယ်အဲ့တော့ဒီမှာ definition ကြည့်ရအောင်ပါအော်ဂျူဆယ်ကိုနော်အော်ဂျူဆယ်ကိုဆိုတာထုံးစားရဲ့ဘူထောထုံးစား verb နဲ့ဘူထောကပ်ပြီးတော့မှ다른 사람에게တခြားလူထံ그 동작을အဲ့ဒီ동작လှုပ်ရှားမှုကို부탁할 때တောင်းဆိုတဲ့နေရာမှာ가볍게 뽀뽀빠빠လေး명령할 때အမိန့်ပေးတဲ့အခါမှာသာစင်တာသုံးပါလေအဲ့တော့ verb နေနဲ့တွဲပြီးတော့မှတခြားလူတယောက်ထံ action တစ်ခုခုကိုတောင်းဆိုနေတဲ့အခါမှာ뽀뽀빠빠နှုတ်ဆက်ပေးမယ်လို့တွေးနေတဲ့အခါမှာသုံးရတယ်အမိန်ပေးရပေါ့လေးအမိန်ပေးရဲဆိုတဲ့အခါမှာသုံးတယ်။ဟိုဟာဆိုရင်အားစောအဲ့တော့ဒါဘိုတာကတ်တာဆိုတော့ကကစောနောက်ပြီးတော့ကဂျူဆယ်ကိုရှော့ပေးပါဈေးချော့ခိုင်းတာပါကဂျူဆယ်ကိုနောက်ပြီးရင်ကျန်တရာဆိုတော့ all ပေါင်းမယ် all ဂျူဆယ်ကိုအဲ့ကြတော့ ikta ကို all ပေါင်းမယ်ဆိုရင်ilgo 주세요အဲ့ဆိုရင်ဖတ်ပေးပါနောက်ဟာတာဆိုရင်တော့ hey ဂျူဆယ်ကိုဒါဆိုရင်요리 해 주세요ဟင်းချက်ပေးပါအာအောနဲ့ဂျူဆယ်ကိုနဲ့ခွဲရေးရပါတယ်အာအောကကြတော့ verb နဲ့တွဲတန်းတွဲလိုက်ပြီးတော့မှဂျူဆယ်ကိုကြတော့တသက်ခွဲရေးပေးရတယ်ဟုတ်ပြီနော်အဲ့တော့ web ကြတွေကြည့်ရအောင်ပါ우리 집에ငါတို့အိမ်ကို와주세요လာပေးပါ우리 집에 와주세요ငါတို့အိမ်လာပေးပါနောက်ပြီးတော့딸기로 좀 씻어주세요. 딸기 스트로베리로 좀 드세요. 씻어주세요. 세배봐 보나. 바지가 작아요. 바지 범위가 작아요. 또 말해 교환해 주세요. 작아서 떼내야 보나. 범위야 떼내래. 이 교환해 주세요. 변래배봐. 교환 주세요. 교환하다. 애명나이다. 교환 주세요.အိမ်မြောင်းပေးပါအောင်လဲပေးပါအောင်ပေါ့နော်အဲ့တော့အောင်ကျူဆယ်ရုပ်ဒီအရှင်ကိုတစ်ဖက်လူထံတောင်းဆိုတဲ့နေရာမှာတို့မဟုတ်ပပမိတ်မွန်ပြောတဲ့အနာနေရာမှာတုံးရပါတယ်အဲ့တော့ဒီမှာဆိုရင်မင်းင်းနေပေးတိုင်းအလ်မတ်ဂျွန်ကောင်းစင်းနေအလ်မတ်ဂျွန်မှန်ကန်သောကော့ဆူအရာကိုခုလာရွေးချယ်ပြီးဘူကီဝါကချီဥပမာနဲ့အတူ150ကိုပြည့်စုံအောင်လုပ်ပေးပါအဲ့တော့ဒူတာဆိုတာမတဲ့ကိုင်းနဲ့ဘာကူတာဆိုတာကလဲနဲ့ပြီးတော့မန်ဒူတာပြုလုပ်တည်ပြီးတော့ခါကြတော့ဂျွန်နာဟာတာဆိုရင်ဖုန်းဆက်တဲ့ချုံဆိုဟာတာဆိုရင်တန်ရှင်းလုပ်တယ်ဒါဆိုရင်ဘယ်နဲ့တင်တော်လာလဲကိုယူပြီးတော့မှအော်ဂျူဆယ်ရုံနဲ့ပေါင်းပေးရမယ်ဆာငတ်ဆော်ရုပ်နံပါတ်1ကိုကြည့်အောင်နော်နံပါတ်1မကြည့်ရင်ဘိုဂီကိုကြည့်အောင်지금은အခုကတော့일해요အလုပ်လုပ်ပါတယ်오후에ညနေမှာ전화해 주세요. ဖုန်းဆက်ပေးပါဒါတောင်းဆိုလိုက်တာညနေမှာဖုန်းဆက်ပေးပါအဲ့လိုမျိုးကို1 2 3 4လောက်ရရင်ပေါ့နော်ပထမ1ကိုတော့ပြောပြမယ်3နဲ့4ရကိုက1 3 4ရကိုလုံးမယ်사과ပန်းတီးက상했어요 상하다ဆိုတာကထုတ်ပိုး상하다ဆိုတာပြောင်းလဲသွားတာဟိုကဗာလဲပုတ်တိုးသွားတာ사과ပန်းတီးက상했어요ပုတ်တိုးနေပါပြီပုတ်သွားပါလေစာကွာတို့ပန်းတီးကိုဘာလို့မှလဲပေးပါပေါ့ဘာကောဂျူဆယ်ကိုလဲပေးပါအဲ့လိုအပေါ်မှာပေးထားတဲ့ငါးလုံးတွေကနေမှဝကြတီဆောက်ပြီးတော့ဝကြတီဆောက်ကြည့်ရမှာပေါ့နော်အဲ့ဒါကိုပြီးရင်နားမလဲဘူးအိမ်စာပြဆက်ရှိရဲဆိုရင်လာပြလို့ရပါတယ်နောက်နံပါတ်1ကတော့ခရင်းမှုပိုကိုကိဝကချင်းဒေဝရဲ့ပို့စေကိုအဲ့မှာဆိုရင်ဥပမာနဲ့ဘဂျီကောကိုကြည့်ပြီးတော့မှဥပမာနဲ့အတူ
ဥပမာနဲ့အတူဒဲဝါစကားပြောတွေကိုဝန်ဆောင်ဟာဆယ်ကိုပြည့်စုံအောင်လုပ်ပေးပါဒီမှာဆိုရင်တော့ဘောကြပေးထားမယ်ဘယ်လိုပေးထားမှာလဲဖိုချန်းကိုစာတာဖိုချန်းထုတ်ပေးတယ်ဖိုချန်းကိုဟာတာထုတ်ပိုးပေးတယ်ပေါ့နော်ဒါဆိုရင်မူလကောင်းကိုကြုံနည်းနည်းလောက်ဖိုချန်းကိုကြုံဟဲ့ကျူဆယ်ကိုဖိုချန်းဆိုတာကထုတ်ပိုးတာကိုကြုံဟဲ့ကျူဆယ်ကိုစိတ်လောက်လုပ်ပေးပါဦးဟုတ်ပြီနော်နောက်ပြီးရင်ကပ်စုကတ်တာလို့ပါနေရဆိုတော့ကပ်စုကကကျူဆယ်ကိုဈေးလျှော့ပေးပါဦးနဲအားကက်ဆာယိုဟုတ်ကဲ့တီးပါပြီဒီလိုပဲဖြစ်ရမှာပေါ့နော်အဲ့တော့နင်းနဲ့3နေရလောက်ကြည့်ပါဒါဆိုရင်တော့အာအောကျူဆယ်ကိုရမယ်ထင်ပါတယ်အာအောကျူဆယ်ကိုကverb တွေအကြည့်နေနဲ့verb နဲ့ပဲတွဲရပါတော့အကြည့်နဲ့မတွဲပဲနဲ့တစ်ဖက်သားတန်ကိုသူကတောင်းဆိုချက်လုပ်တဲ့အခါမှာတုံးတယ်ပေါ့ပါအမိန်ပေးတဲ့အခါမှာလည်းတုံးတယ်ဟုတ်ပြီနော်မရတာနားမနေတာရှင်လာမေးလိုက်ပါ